ဟောင်းတဲ့ကားပြီးတွေကိုပြန်လည်စဉ်းစားခြင်း Jetting Solutions ရဲ့စွမ်းအင်ထုတ်လုပ်မှုမှာပြောင်းလဲမှုတစ်ခုပါအမိုက်ဖြစ်ကြံတဲ့ဖုံကားနေတဲ့ဟောင်းကားပြီးတွေကလေကြောင်းလေယာဉ်တွေကိုအင်အားပေးတဲ့အစီဖြစ်ပြောင်းလဲသွားတဲ့ကမ္ဘာတစ်ခုကိုစိတ်ကူးယဉ်ကြည့်ပါဒါကသိပ္ပံကာတွန်းစာအုပ်ကစာမျက်နှာတစ်ခုကနေရှုထောင့်တစ်ခုလိုပဲဒီဇလန်က Jetting Solution နဲ့သူတို့ရဲ့အထူးစီစဉ်ဖြစ်တဲ့ကားပြီးတွေကိုစွမ်းအင်ဖြစ်ပြောင်းလဲခြင်းကြောင့်စာမျက်နှာတွေကနေအမှန်တကယ်ထွက်လာနေပါတယ်ကားပြီးပြောင်းလဲမှုကဘာတဲ့ကိုဝင်ရောက်ကြည့်ရှုကြရအောင်အကျိုးကျေးဇူးများစွာကိုရှာဖွေကြရအောင်ကားပြီးအန်နီယကိုဖြည့်ရှင်းခြင်းနှစ်စဉ်ကားပြီးတန်းကြီးတွေကသူတို့ရဲ့အသက်ဆုံးသက်ကိုရောက်ရှိပါတယ်မသိသိထားရင်အဲ့ဒီကားပြီးတွေကပတ်ဝန်းကျင်အန်နီယတွေထစ်လာပြီးကြီးမားတဲ့မြေနေရာတွေကိုယူဆောင်ပြီးအနာဂတ်အန်နီယတွေကိုဖွံ့ဖြိုးစေပါတယ်Jetting Solutions အမိုက်ကိုအသုံးချပြီးပတ်ဝန်းကျင်ဆိုင်ရာအန်နီယတွေကိုအထောက်အကူဖြစ်စေမဲ့အရေးပါသောစွမ်းအင်ရင်းမြစ်တွေကိုပြောင်းလဲပေးပါတယ်အနာဂတ်ကိုအင်အားပေးခြင်းလေယာဉ်အစီတင်ခီထွက်တဲ့အခါတင်စီးနေတဲ့လေယာဉ်ကပြန်သုံးပြတဲ့ကားပြီးတွေကစွမ်းအင်ပေးနေကြောင်းသိရတဲ့အခါတင်ခီစဉ်ကပတ်ဝန်းကျင်ထိန်းသိမ်းမှုပုံမတက်တာစီမယ်လို့ခန်းစားရပါမယ်။လမ်းပေါ်မှာရှိတဲ့ biodiesel ယာဉ်တွေကအခုဟောင်းကားပြီးတွေကနေရရှိတဲ့တန်ရှင်းပြီးတာဝန်ယူစွာအသုံးပြုနိုင်တဲ့ biodiesel နဲ့လက်ပတ်နိုင်ပြီးဒါကပတ်ဝန်းကျင်ထိန်းသိမ်းမှုပုံမတက်တာတဲ့တည်ယူပို့ဆောင်ရေးတို့ပြောင်းလဲမှုတစ်ခုကိုဖြော်ဖြူးရန်အထောက်အကူဖြစ်စေပါတယ်။တင်မောနဲ့ကားအစီကျလုတ်တို့ရဲ့တင်မောနဲ့ကုန်သွယ်ရေးလုပ်ငန်းများကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာအရေးပါသောအစိပ်ပိုင်းတွေကလည်းဒီတာဝန်ယူစွာအသုံးပြုနိုင်တဲ့စွမ်းအင်ရင်းမြစ်ကနေအကျိုးရရှိနိုင်ပါတယ်။၃လျှက်စစ်အိမ်မက်များအစီထက်ပိုပြီးဟောင်းကားပြီးတွေကလျှက်စစ်ထုတ်လုပ်မှုကိုပြောင်းလဲစွမ်းအားပေးနိုင်ပါတယ်။အမိုက်ခစ်ကျန်တဲ့ကားပြီးတွေကနေရရှိတဲ့စွမ်းအင်နဲ့အင်အားပေးထားတဲ့အိမ်နဲ့စက်မှုလုပ်ငန်းတွေကိုစိတ်ကူးယဉ်ကြည့်ပါ။ဒါကတာဝန်ယူမှုနဲ့အစမ်းတင်မှုကိုတစ်ခုထဲမှာပေါင်းစပ်ထားတာပါ။စီးပွားရေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုအကျိုးရှိမှုကားပြီးတွေကိုစွမ်းအင်ဖြစ်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကအမိုက်ကိုပြန်လည်အသုံးပြုခြင်းအကြောင်းသာမဟုတ်ပါဘူးဒါကစီးပွားရေးအရာအကျိုးရှိတဲ့ model တစ်ခုပါကားပြီးတွေကသူတို့ရဲ့အခြေခံစွမ်းအင်အရင်းမြစ်နဲ့အစစ်မြစ်စွာစွမ်းအင်နဲ့အင်အားထုတ်လုပ်မှုအတွက်ဈေးနှုန်းသက်သာတဲ့အစားအစာရင်းမြစ်တွေကိုပေးစွမ်းပါတယ်ထို့ပြင်မီဒီယမ်မိုက်ထဲမှာကားပြီးအရေးအတွက်ကိုရှော့ချခြင်းကကာဗွန်ထုတ်လွှတ်မှုနဲ့အဝန်းကျင်ညစ်ညမ်းမှုတွေကိုအထူးသဖြင့်ရှော့ချနိုင်ပါတယ်ငါအလောက်ကိုင်ဖန်တီးခြင်းနဲ့ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုဒီလိုအစမ်းသစ်လုပ်ငန်းတွေကအလောက်ကိုင်အသစ်တွေဖန်တီးဖို့မလွဲမချော်ဖြစ်လာပါတယ်အထက်ပါစီးပွားရေးရှောက်လွှာကအလောက်ကိုင်ခွင့်လန်းတွေကိုပေးစွမ်းပါတယ်ဟောင်းကားပြီးတွေကိုစုဆောင်းခြင်းနဲ့တည်ယူပို့ဆောင်ခြင်းကနေစတင်ပြီးအဆိုပါပြီးတွေကိုပြုပြင်ပြောင်းလဲခြင်းထိရှိပါတယ်ထို့ပြင်ဒီအထူးပြုလုပ်ငန်းဌာနမှာကျွမ်းကျင်မှုအထူးလိုအပ်ချက်တွေကတင်နန်းအစီအစဉ်တွေနဲ့ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေကိုဖွင့်လှစ်ဖို့လမ်းကြောင်းကိုဖြောပြရန်အထောက်အကူဖြစ်စေပါတယ်6ဖိုစစ်စီတွေကိုအထောက်ထားလျှော့ချခြင်းကားပြီးတွေကနေရရှိတဲ့အခြားသောစွမ်းအင်အရင်းမြစ်တွေကိုအသုံးပြုခြင်းဖြင့်ကျွန်တော်တို့ကမပြန်လဲအသုံးပြုနိုင်တဲ့ဖိုစစ်စီတွေကိုအဆင့်ဆင့်လျှော့ချနေပါတယ်ဒီပြောင်းလဲမှုကပုံမတည်ငြိမ်တဲ့စွမ်းအင်အနာဂတ်ကိုတည်ချစေပြီးစွမ်းအင်ဈေးနှုန်းတွေကိုတည်ငြိမ်စေဖို့နဲ့စွမ်းအင်လုံခြုံမှုကိုမြင့်တင်ဖို့အထောက်အကူပြုပါတယ်ဟုတ်တယ်အစမ်းသစ်မှုကနောက်ထပ်သုတေသနတွေကိုအားပေးပါတယ်Jetting Solutions ရဲ့အစီအစဉ်အောင်မြင်မှုကအမိုက်ကိုစွမ်းအင်ပြောင်းလဲခြင်းနယ်ပယ်မှာနောက်ထပ်သုတေသနတွေကိုလှုပ်ဆောင်ဖို့အခြေအနေကိုဖန်တီးပေးပါတယ်။အခုလမ်းကြောင်းဖွင့်လှစ်သည့်အခါအခြားမိုက်ပစ္စည်းတွေကိုလည်းအထူးပြောင်းလဲနိုင်တဲ့နည်းလမ်းတွေကိုရှာဖွေရန်လမ်းကြောင်းကိုဖြောပြရန်အထောက်အကူဖြစ်ပါတယ်။မိကုန်းချုပ်အနေနဲ့အထင်အမြင်အရမြေပြင်မိုက်တွေမှာအစိုးအမြင်ဖြစ်ခဲ့တဲ့ကားဘင်းတွေကအခုအသစ်တစ်ခုကိုရရှိလာပါတယ်။ Jetting Solutions ရဲ့အမြင်ရှိလျားမှုကြောင့်အမိုက်အထင်မြင်ဖြစ်ခဲ့တဲ့အရာဟာအခုတော့တည်ငြိမ်တဲ့စွမ်းအင်ရဲ့အလင်းရောင်တစ်ခုဖြစ်လာခဲ့ပါတယ်။ကျွန်ုပ်တို့ဟာဟောင်းကားဘီတွေကထုတ်လုပ်တဲ့စွမ်းအင်နဲ့ကားမောင်းရင်သို့မဟုတ်လေယာဉ်ပြန်ရင်တစ်ခုလည်းမဟုတ်ပဲအနာဂတ်စိမ်းရောင်ကိုရောက်ရှိဖို့လမ်းလျှောက်နေပါတယ်။